ထားနော်ဘတ်ကဖတ်တိုင်းနေမှရမှာနော်ဘယ်လိုအလုံးမမြင်လို့ကြသူတိတ်ကမောက်တဲ့နေလေးကျိုးဆိုပါလေဒါတော့ရွှေပြည်သားညီမလေးဒီဖိုင်မောင်းတာဖြစ်ပါတယ်တော့လက်ရှိရောက်နေတယ်ကတော့ဒီပြည်သားနေထွက်လာပြီးတော့ခေပင်လန်ငင်းကုန်းလန်ဆိုတော့ငင်းကုန်းလန်ဆိုလည်းပဲချိုးပြီးတော့ခေပင်လန်ကိုခေပင်လန်ကနေပြီးတော့တောက်လျှောက်ခေပင်လန်နိုင်ဆင်းပြီးတော့ကျွန်တော်ဖတ်သုံးလန်းဆိုနေပြီးတော့အောင်မင်္ဂလာဝေးလေးရှိရနေဖြတ်ပြီးတော့ရောက်ကြလားသူတို့မှလမ်းမောင်းနေဖြစ်ပါတယ်ချိန်လေးနဲ့လက်လေးထိန်လိုက်လက်ရှိရောက်နေရတော့ကျွန်တော်ရောက်ကြလားအဝိုင်းမီပွိုင်းနာမှာပါအဝိုင်းမီပွိုင်းနာရောက်လာဖြစ်ပါတယ်ခင်ဗျဒီတိုင်းလေးပဲလိုက်ဝါသွားရင်နော်ချိန်လေးထိန်တာရောက်လာအဝိုင်းမီပွိုင်းမှာဒါပဲချိုးသွားရင်ရောက်တော့ညပဲချိုးရင်တော့ဒါရောက်လာစီရုံပါတော့Yellow box ရှိတယ်။တစည်းတာလွန်သွားရတယ်။ရှေ့မှာတစည်းတာလွန်နေသွားလို့ရတယ်။ဘယ်လိုတစည်းတာမလွတ်ခဲ့ဘူးဆိုရင်နောက်ကိုခြံရကမှာနော်။သွားမီးသက်ရှေ့မဟုတ်လို့သွားမီးသက်ဌာနရှေ့မဟုတ်လို့ yellow box ခံပေးထားတာနော်။မီးပိုင်းမီးနေတဲ့ချိန် emergency တခုဖြစ်ခဲ့ရင်ကားတွေထွက်လို့ရအောင်နော်။ဒါတော့ရှိပြီးသားဒီပါဒီဖိုင်မောင်းရဖြစ်ပါတယ်။ကျွန်တော်တင်တဲ့လေးရမယ်ဆိုတော့သူတစ်သေးရှယ် Messenger တို့ mobile နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လိပ်စာလေးပို့ပေးထားလို့ရပါတယ်ကျွန်တော်ရင်ရောက်ဝန်ဆောင်ပေးရှိပါမယ် TikTok channel YouTube channel မှာလည်း video file လေးတင်ပေးထားပါတယ်ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားရဆိုရင် message လေးပို့ပေးထားပါဒီချန်နယ်မိကုန်းလေးရှိလည်းမေးပေးထားပါဗျာ video reply လေးနဲ့ကျွန်တော်ပြန်လည်ဖြေကြားပေးနေပါတယ်ကြည့်ရှုအားပေးတဲ့တူချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာသူတစ်ကောင်းမောင်းတင်နေဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးတွေရဲ့ subscribe and follow and like လေးလုပ်ပေးထားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်